အစားတော့မြောင်းမဆိုတဲ့နာမည်ကဒီလူတွေပဲသိရအခုကတိုင်းသိပြည်သိဖြစ်သူစားပြအဆရာပေါ့မြောင်းမဆိုပြီးစခေါ်လိုက်တာအမအကောင်ကမြောင်းဖြစ်သွားငါနာမည်စီးပြလားမသိဘူးလို့ငါမြောင်းမလို့ခေါ်လို့ငါနာမည်စီးပြီးတော့လေလို့တည်ရမလားချိန်တိုင်းအရန်ပို့ပြီးဆော့လာ သူကဆိုအပေါ်ရမဟုတ်ဘဲနဲ့အရန်ဖြူစီနေ ကိုလုံးသမ ्या တလွယ်ကိုလုံးသမ ्या ဟာတာကြီးဖြစ်နေအဲ့နာမည်စီးရအဲ့လိုမခေါ်ပါနဲ့လို့ပြောလည်းမရဘူးအဲ့နဲ့နန်ကိစ္စကိုဆရာနဲ့အသက်ခေါ်ပြီးဒီစားရှင်းတဲ့ပွဲလေးလုပ်လိုက်ကြပါတေချာလေးမေးလို့ရအောင်လေရဲမောင်မြင်းနေရရင်ကြောက်တာရှေ့ကဒီမတော့နဲ့ ရေတော့နှလုံးမိတ်တော့တာကြောက်လို့ဟာအဲ့မှာဖြစ်လိုက်တာဟိုဘေးကမေးရဲသူရွဲ့ပြီးတော့စပြီးပြန်ဖြေလိုက်တာဟာအရင်အစားနောက်တန်တာမဟုတ်လို့အဲ့ရေကြောက်တယ်ဆိုတာဒီဟာပြောမယ်ဆိုလို့ရှိရင်လေတက်ထားတဲ့အတော်ပြန်မမြင်စေခြင်းဘာလို့လဲဆိုတော့ဟိုမောင်လေးကလည်းရေနဲ့ပြီးဆုံးထားပါတယ်ပြီးတော့တက်ထားတဲ့တငယ်ချင်းခါပေါ့နော်နှစ်ယောက်တော့အလိုရင်နဲ့ပြီးဆုံးသွားဆိုတော့အဲ့ဒါအဲ့ဟာခေါင်းထဲမှာပြန်ပေါ်လာပြီးတော့ရင်ထဲမှာတလက်လက်နဲ့ဖြစ်တာဒါပေမဲ့အခုချိန်ပြန်ပြောလို့ရှိရင်တော့1နဲ့